ဒီနေ့အမကတော့အမောင်းစင်းပြီးပြီးရောလေးဖြစ်ပါတယ်ဒါလေးကအတလေးပေါ့နော်အတလေးOh my godဒီဟာပြောရရင်ကျိုးကအတူအရှိလောက်လို့ရတယ်ဒီနားလေးကနေဒါမမားလုပ်ပေးထားတာရှည်တော့အစတွေလောက်မရှိဟုတ်16,000ကျော်ဒီပဲရတယ်2000မပြည့်ဒီအိတ်ကြီးကလုံးဝ quality ဘိုင်းရလည်းကောင်းတယ်ပြီးတော့သူ့ရဲ့ဒီလိုမျိုးသူကလေကာသားလေးမဟုတ်ဒါပေမဲ့ဒီဟာလေးကရမ်းချစ်စရာကောင်းတယ်သူကအိတ်ကလည်း quality ကောင်းတယ်ဒါတော့တန်တယ်ပေါ့နော်ဒီအိတ်လေးကဘယ် page ကလည်းဆိုတော့မေ့သွားတယ်မမအမပြီးပြန်ဒီအိတ်လေးလိုချင်အမပြန်တင်ပေးပါမယ်ဒါလေးကဆိုရင် TikTok ရောက်ဝယ်တာပဲဖြစ်ပါတယ်ဒီအိတ်ထဲမှာဆိုရင်ပေါ့နော်အမောင်စင်းချက်ပြမယ်သူကဒီမှာတွေ့တော့လေးဆိုရင်ဒီမှာဒီပုံစံလေးသူကစစ်ဆိုရင်လည်းလုံးဝ quality ကောင်းတဲ့အသားပဲပေါ့နော်ဒီရပြမယ်တော့အထဲရဆိုရင်မှဒီဘိုးကသားနဲ့လောက်တာလုံးဝကောင်းတယ်ဒီမှာဒါလေးဆိုရင်လုံးဝပြောရရင်ဝစ်ပျော်တယ်ကွာဒါလေးကိုလွှဲပျော်တယ်အရန်ကောင်းတယ်ဒါလေးကအမရာဒီဟောဆက်ဆက်ရင်မှားလိုက်တဲ့အချိန်မှာဘလို့မှအဘောက်စင်မလို့ရမနေနိုင်တော့ဘူးပေါ့နော်အမရာဒါကိုပထမဆုံးဖောက်ကြည့်ထားသေးတယ်ဒါပထမဆုံးဖောက်တဲ့ first amount စင်ကတော့မမားပေါ့နော်ဒါပေမဲ့ဒါကတော့second ကအမရာပဲဖြစ်ပါတယ်ဆိုတော့ဒီအိတ်လေးကို comment ပေးချင်ပါတယ်ဘာလို့လဲဆိုတော့သူကစာအုပ်ကျောင်းတက်တဲ့လူတွေအတွက်စာအုပ်တက်ထဲလို့မရတာကွာရုံးတက်ကျောင်းအဲ့လိုမျိုးတက္ကသိုလ်တက်တဲ့လူဆိုဒါလေးနဲ့အလှဆိုခက်လို့ကောင်းနေကွာဘောပင်ထည့်လို့ရတယ်ဖုန်းနေထည့်လို့ရတယ်ဖုန်းပြင်ချမိတ်ကပ်ပစ္စည်းတွေလည်းမင်းကလေးတော့ပို့အဆင်ပြေပါတယ်အားလုံးမင်းဒီနေ့အပေါင်းစီးများဒီလောက်ပါပဲရှင် bye